မင်္ဂလာပါဒူဒူ official channel ကနေပြီးပြန်လဲပြီးကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ကော့တွေမကင်ခင်လက်တွေကိုတန်အောင်ဘယ်လိုလေ့ကျင့်ခန်းတွေလုပ်သွားမယ်ဆိုတဲ့အကြောင်းအလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာလက်တွေအကြောင်းကိုပြောမယ်ဆိုရင်လက်တွေမှာကျွန်တော်တို့နံပါတ်လေးတွေရှိပါတယ်ဒီလက်ညှိုးကိုကျွန်တော်တို့1လက်ကလေးကို2လက်တချွေကို3လက်တန်းကို4ဆိုပြီးနံပါတ်လေးသတ်မှတ်ထားပါတယ်ခင်ဗျာဒီနေ့လေ့ကျင့်ခန်းလေးကတော့ဒီကနေပြီးတော့ဒီနှစ်ပြောက်ပါတဲ့အကွက်ထိ12ကွက်ကိုကျွန်တော်တို့တီးသွားမှာဖြစ်ပါတယ်ဆိုတော့ဂီတာကျိုးမှာ6ကျိုးပါပါတယ်ဂီတာကျိုးက6ကျိုးအောက်ဆုံးကျိုး1ကျိုး2ကျိုး3ကျိုး4ကျိုး5ကျိုး6ကျိုးဆိုပြီးကျွန်တော်တို့ခေါ်ပါတယ်ဆိုတော့ဒီ lesson မှာတော့ပေါ့နော်ကျွန်တော်တို့က metronome နဲ့ဒီမှာဖြစ်ပါတယ် metronome ဆိုတာကကျတော့ TikTok ပေါ့နော်တချို့လည်းသိမယ်တချို့လည်းမသိဘူးပေါ့သူကတော့ timing မှန်အောင်လုပ်ရတဲ့အမျိုးအစားလေးပေါ့နော်ဆိုတော့ပြီးလို့ရှိရင်ပါဇက်ကလည်းဆိုမယ်ဆိုတော့အကောင်းဆုံးပါဘာဖြစ်လို့လဲဆိုကျွန်တော်တို့ studio တွေမှာသွင်းမယ်ဆိုလို့ရှိရင် metronome နဲ့သွင်းရတာဖြစ်ပါတယ်ဒါကြောင့်မလို့အစကောင်းရင်နှောင်းသေးကြအောင်လို့ဆိုကျွန်တော်တို့ metronome လေးနဲ့ကျင့်လိုက်ရအောင်နော်အခုလောလောဆယ်တော့ကျွန်တော်မိတ်ဆွေတို့ရှင်းပြမှာဆိုတော့ metronome မဖွင့်သေးဘဲနဲ့အရင်တီးပြမယ်နော်အဲ့မှာလက်ကတစ်ချက်တီးရင်ခြေထောက်ကလည်းတစ်ချက်ပုတ်ရမှာဖြစ်ပါတယ်ဒါပဲလက်ကကြာ pattern ကင်ထားမှာပေါ့နော် pattern ကင်ထားမယ် pattern ကင်ထားပြီး pattern ကိုout ပေါ် down up ပေါ့နော် out အပေါ်တကြိုးချင်းတီးသွားမှာအကုန်လုံး6ကြိုးလုံးတီးမှာမဟုတ်ဘူးပေါ့နော်ခုကကြာလက်တန်အောင်လေ့ကျင့်မှာဆိုတော့လေout အပေါ်အဲ့လိုလေးတီးသွားမယ်ခြေထောက်ကလည်းလက်ကတစ်ချက်အောက်ဆိုလို့ရှိရင်ခြေထောက်ကလည်းတစ်ချက်ပုတ်မယ်လက်ကတစ်ချက်အပေါ်ဆိုရင်ခြေထောက်ကတစ်ချက်ထပ်ပြီးတော့တစ်ချက်ထပ်ပုတ်မယ်အဲ့လိုလေးသွားမှာဖြစ်ပါတယ်ဆိုတော့မြန်စရာမလိုဘူးပေါ့နော်အဓိကကျွန်တော်တို့လက်တွေကားနိုင်အောင်လို့လေ့ကျင့်သွားတာဖြစ်ပါတယ်ဒါကြောင့်မို့လို့အခုချိန်မှာမြန်အောင်လေ့ကျင့်ဖို့ထဲကျွန်တော်တို့အတန်ထွက်ပြီးတော့မှန်အောင်လေ့ကျင့်ဖို့ကအရေးကြီးပါတယ်လို့လေ့ကျင့်ခန်းလေးရင်းစတည်လိုက်အောင်ဗျာကျွန်တော်တို့လက်ညှိုးက1ကျိုး1ခွက်လက်ကလေးက1ကျိုး2ခွက်လက်တကြွယ်က1ကျိုး3ခွက်လက်တန်းက1ကျိုး4ခွက်ကိုထောက်မှာဖြစ်ပါတယ်ကျွန်တော်တို့ pattern ကတော့ဒီလက်မနဲ့လက်ညှိုးကြားမှာကင်ပြီးတော့ကျွန်တော်တို့ down up အဲ့လိုလေးတီးသွားမှာဖြစ်ပါတယ်နော် down up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  နှစ်ကျိုး down up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  သုံးကျိုး down up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  လေးကျိုး down up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  ငါးကျိုး down up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  6ကျိုး down up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  ပြီးလို့ရှိရင်တော့ဒီတစ်ခွက်မှာအပေါ်ကျိုး6ကျိုးမှာဆုံးသွားတယ်ပြီးရင်ဒီဘက်ကိုနောက်တစ်ခွက်ကိုရွှေ့လိုက်မယ်ဘေးရဲ့ကွက်ကိုရွှေ့လိုက်မယ်ပြီးရင်ကျွန်တော်တို့လက်ညှိုးကနေပဲပြန်တီးမယ်နော် down up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  ငါကျိုး down up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  လေးကျိုး down up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  သုံးကျိုး down up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  နှစ်ကျိုး down up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  တစ်ကျိုး down up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  ပြီးကျွန်တော်တို့ကဒီလက်ညှိုးလေးကိုတတိယဘက်ကိုရွှေ့မှာဖြစ်ပါတယ်ဒီလိုလေး down up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  ပြီးရင်ပေါ်ဆက်တယ်ပဲအဲ့လိုလေးပဲဆက်တော့မှာဖြစ်ပါတယ်เนาะပထမဒီလိုပဲဒီမှာเนาะညာလားမသိဘူး down up down up down up ဆိုတော့ down up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  အဲ့လိုဒီတော့မှာเนาะ okay ကျွန်တော်ဒီဟာကို metronome လေးဖွင့်ပြီးတော့ပြီးပြပေးမှာဖြစ်ပါတယ်မိတ်ဆွေတို့ကတော့စချင်းဆိုတော့90လောက်ကနေစပါเนาะကျွန်တော်အခုလောလောဆယ်မိတ်ဆွေတို့ပြကြင်လို့မလို့ metronome ကို80နဲ့တီးပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့အောက်ကနေစလိုက်မယ်เนาะခြေထောက်ကလည်းပုတ်ပြီးတော့ပါးစပ်ကလည်းဆိုသွားမယ်เนาะလိုက်ကြည့်ပါ1
Okay metronome ကိုဘယ်ရရမလဲဆိုလို့ရှိရင် Play Store မှာကျွန်တော်တောင်းနေတဲ့ metronome ကတော့ Pro metronome ဆိုပြီးတော့ရိုက်ရှာလိုက်ပါအဲ့ metronome တွေရဲ့အပေါ်လုံးမှာပဲရှိတယ်ပုံလေးကတော့ခုပြထားတဲ့ပုံလေးပေါ့နော် Pro metronome ဆိုတဲ့ဟာလေးရှိပါတယ်တန်ဖိုးကျွန်တော်တို့50 50ပြီးရင်55ရသွားပြီဆိုရင်60ပြီးရင်65 90အဲ့လိုမျိုးတိုးသွားပြီးတော့လေ့ကျင့်သွားပါတော့ဆိုတော့ကျွန်တော်ကတော့အခုအစအနည်းဆုံးတစ်ခေါက်တီးပြမှာဖြစ်ပါတယ်နည်းနည်းလေးတီးလို့ရှိရင်ကြာနေမှာဖြစ်တဲ့အတွက်တန်ဖိုး150နဲ့ပဲတီးလိုက်မယ်နော်ဒီဘက်ပထမဦးဆုံးကွက်ကနေပြီးတော့ဒီ12ကွက်မြောက်2ပြောက်ပါတယ်12ကွက်မြောက်ထိလက်တန်း12ကွက်မြောက်ကိုဆုံးမှာပေါ့နော်အဲ့ဒီတီးသွားမှာဖြစ်ပါတယ်1 2 3 goတော့ဆက်ထားပိုင်းမှာကျွန်တော်တို့ကမြန်ဖို့မလိုပါဘူးအတန်ထွက်ဖို့နဲ့ဖြည်းဖြည်းနဲ့မှန်မှန်လေးဖြစ်ဖို့လိုပါတယ်ဘာလို့လဲဆိုတော့metronome မပါလို့ရှင်ကျွန်တော်တို့1 2 3 4 1 2 3 4 1 2 3 4အဲ့လိုမျိုးတီးတက်လို့ပါmetronome နဲ့တီးပါဆိုပြီးကျွန်တော်အကြံပေးချင်ပါတယ်ဒီလိုဆိုလို့ရှိရင်ကျွန်တော်တို့က studio ထဲမှာတီးဖို့အတွက်လည်းလေ့ကျင့်ပြီးသားဖြစ်သွားမှာပေါ့နော်ဟုတ်ကဲ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုကြရင်ကျွန်တော်တို့တခြား lesson တွေလေးနဲ့ပြန်လည်ပြီးတော့တွေ့ကြမယ်နော်